ဒါကျွန်တော်သားကိုအောင်နဲ့ဒီမနေ့မှဂျပန်ပြန်လာလေဒါမင်းမေကိုတော့ရှောက်ကူပေးနေတဲ့ဒေါက်တာသက်ထွန်းဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်မမေကိုဒီလောက်ထိမြန်လိမ့်မယ်လို့ထင်မထားလိုက်ဘူးအဲဒါကြောင့်မမေအားသူပါတော့ကျွန်တော်မမေဘူးစိတ်မကောင်းမဖြစ်ပါနဲ့ညီလေးဟာတနည်းအားဖြင့်ဖြည့်သွေးတွင်းရင်လေညီလေးမေဝှစ်ကျွတ်သွားတာပေါ့ခိုင်းကြရှင်တန်းယူခိုင်းနော်မင်းနာမည်တန်းယူနော်ဟုတ်ဇာတိရမကွေးတိုင်းစင်မောင်ဝဲမြို့နယ်အင်းမရွာအခုမေကိုနောက်ဆုံးချိန်ကြီးဝကြီးဦးငယ်ပြုစုပေးခဲ့တဲ့အတွက်မင်းကျေးဇူးတင်တယ်နော်မဟုတ်တာအကိုကလည်းမမေကြီးတို့ကျေးဇူးတရားတိုင်းပေါ်မှာဆက်လို့တော့မကုန်ပါဘူးဟုတ်ပါပြီကိုနာမည်ကကိုအားအန်ကယ်ကြီးနဲ့မမေကြီးတို့ရဲ့တဦးဒီတော့တာကျောင်းပြီးတဲ့ဟာဂျပန်မှာအလုပ်သွားလုပ်နေတာ10နှစ်လောက်ရှိဟာမင်းကကို့ကျောင်းနေအကုန်သိထားပါလားမမေပြပြထားလို့ပါအကိုကိုအပြင်မှာခုမှသာတွေ့ဘူးလားဓာတ်ပုံထဲမှာတော့တွေ့ဘူးပြီးသားအကိုကဓာတ်ပုံထဲမှာလို့ပဲအပြင်မှာလည်းချော်တယ်နော်ဒါဆိုတော့မင်းတို့ရဲ့ဗာလက်ဆောင်မှပါမလာတာကိုမှားသွားပြီနဲ့တူတယ်မဟုတ်တာအကိုကလည်းလက်ဆောင်လိုချင်လို့ပြောတာမှမဟုတ်တာချင်ထားတဲ့လူတွေကိုအကုန်စားနေလားမသိဘူးဈေးထဲကမိန်းမကြီးတွေပြောတာတော့နိုင်ငံသားမှာရောက်နေတဲ့သူတွေကဗမာပြည်ကိုလွှမ်းရင်ဗမာသမင်းကိုလည်းလွှမ်းနေတဲ့အဲ့ဒါကြောင့်ဗမာသမင်းနေစုံစုံနေရချက်ထားတယ်ဒါကမြက်ချင်တဲ့ချက်သားဒါကငဖဲဒါဝတ်သားဒါစိတ်ကလေးစားငပိနဲ့တို့စရာချင်းလေးတောင်ပါသေးတယ်ကိုကဗမာသမင်းဟင်းတော့ကြိုက်ပါတယ်ဒါပေမဲ့ဟင်းเนี่ยစီတအားများတယ်နော်ရှင်ကိုကနိုင်ငံသားမှာနေတယ်ဆိုတာတော့မှဂျပန်မှာနေလာတာဆိုတော့ဟိုမှာအသားငါးတွေဆိုရင်ဒီတိုင်းပဲအစိမ်းလေးမှစားတာလေပြီးတော့အရွက်တွေပါတွေဆိုရင်အပြုတ်လေးစားတာစီကိုလုံးဝမသုံးသလောက်ပဲဒါဆိုအခုဒီဟင်းလေးတစ်ခုမှစားလို့မရဘူးပေါ့တိုင်းဘာထက်ချက်ပေးရမလဲညနာလေးတစ်ခုသွားချက်ပေးမယ်လေနော်ခဲပါသားရဲ့ဒီတနက်တော့သီးခံပြီးစားလိုက်ပါထားချက်နေလို့ရှိရင်လည်းထမင်းစားရင်နောက်ကြတယ်ဟုတ်ပြီလားဟုတ်စားလို့တော့ဖြစ်ပါတယ်ကတော့အကိုရတိုင်းပါလေအကိုအချိုက်ကိုတကယ်မသိလို့ပါနောက်ဆိုအကိုကြိုက်တာတွေစီစဉ်ထားပြီပဲနော်ရပါတယ်အဲ့ဒါပါငါဖဲဝတ်တော့ခုရုံးမှာတခုလေးဖြည်းဖြည်းပေါ့စားပါမယ်ဆိုတော့ဟိုင်းဒီနေ့တော့အဖေဆိုင်သွားလာမှာကွာတားလိုက်ခဲ့မှာမဟုတ်လားချိန်နေလဲသိရတာပေါ့ဆိုတော့အခုလောလောဆယ်အလုပ်ကိစ္စတွေခေါင်းထဲမထည့်ချင်သေးဘူးခင်ဗျာအိမ်မှာပဲနားလိုက်အောင်အေးလေအဲ့လိုဖေးသွားပြီဟုတ်တယ်ဗျ
ရတယ်လို့ဒီချိုးကရေပူလည်းမရဘူး မသုံးတာကြလုံးနဲ့တူတယ်အကိုရင်နှွေးထဲမှာချိုးတတ်တာဆိုရင်နောက်နေ့ကျရင်အကိုရေချိုးကန်ဒီတန်းရင်နှွေးကြိုပေးမယ်လေ အဲ့လိုဆိုရင်တော့ thank you အခုခါလူမနေပေမဲ့တန်းရွာနေတိုင်းတန်ရှင်းလုပ်ပေးထားတာပါနော်အကိုတန်းယူနည်းနည်းလောက်ဆက်စုလို့ရလား ဘာလဲ တန်းယူမသိသေးတယ်အကိုအကြောင်းပေါ့ ဘာအကြောင်းလဲ ဒီမှာကြည့်ပါလားအကိုကခန့်ခိုင်နဲ့ဆက်ဆိုင်ပဲဥစားဘာဖြစ်လို့မိမမရသေးရလဲ မရသေးရမယူလို့ဟော မမေကတော့ပြောပါတယ်သူ့သားကိုဒီမှာထားရင်ဒီရဟာတွေနဲ့ညားမှဆိုလို့တဲ့အကိုကနိုင်ငံသားမှာနေပြီးတော့ဟိုမှာချွတ်ချွတ်လက်လာလေးမတွေ့ဘူးလား ဟော တွေ့ရင်ဘာဖြစ်လို့မယူတာလဲ ဟိုမှာမိမတယောက်အပိုင်ယူစရာမလိုဘူးဟာ ဘယ်လို အဲ့တန်းကြီးဟုတ်တယ်ပါ ဟုတ်လားဘာဖြစ်လို့တိုင်းကိုလိုက်ကြည့်နေတာ ဟုတ်ပါဘူးနိုင်ငံသားမှာဆိုကျန်းတက်အဲ့ဒီကိုတိုက်ကိုစက်နဲ့တိုက် အဲ့ဟာနိုင်ငံသားလေဒါနိုင်ငံသားမှမ